အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ scholarship interview အတွက်ပေါ့နော်ကိုက email ရပြီဆိုလို့ရှိရင်ဘယ်လိုချက်တွေကိုကြိုပြီးတော့မှပြင်ဆင်သင့်လဲဆိုတော့ step 3ခုကို sharing လုပ်ပေးသွားပါမယ်ပထမဆုံး step အနေနဲ့ကတော့ကိုတင်ခဲ့တဲ့ application documents တွေကို review လုပ်ရမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့ statement of purpose ပေါ့နော်အဲ့မှာတော့ငါကိုဘယ်အချက်တွေကိုရေးခဲ့လဲပေါ့နော်အဲ့ဒါတွေကိုပြန်ပြီးတော့မှဖတ်စီကြပါတယ်ပြီးရင်နံပါတ်2အနေနဲ့ကတော့ portfolio ပေါ့နော်ဆိုရင်ကိုက portfolio မှာတင်ခဲ့တဲ့အကယ်၍တပ်ပုံတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုရဲ့အခြားသော information တွေပေါ့နော်ဒါတွေအကုန်လုံးပြန်ပြီးတော့မှ review လုပ်ဖို့လိုပါတယ်ပြီးရင်ကိုယ့်ရဲ့ background and experience တွေကိုလည်းတခြားလေးပြန်ပြီးတော့ revise လုပ်ထားဖို့လိုပါတယ်ဥပမာကိုကဒီ SOP portfolio တွေထဲမှာ working experience တွေဒါမှမဟုတ်လို့ရှိရင် education background တွေဒါမှမဟုတ်လို့ရှိရင် volunteer experience တွေဒါတွေကိုထည့်ထားရဆိုလို့ရှိရင်အကယ်၍ပေါ့နော် interview မှာသူတို့ကမေးလာခဲ့ရင်ဒီအချက်တွေကိုကိုယ့်အနေနဲ့ဘယ်လိုမျိုး present လုပ်မလဲပေါ့နော်ဒီလိုမျိုးလေးကြိုပြီးတော့မှပြင်ဆင်ချင်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ other project ပေါ့နော် other project ကအကယ်၍အချို့မိကြတွေမှာအဲ့လို project တွေတင်ရတယ်ရှိရယ်ဥပမာ archi ပိုင်းဆိုရင်လည်းပုံဆွဲပြရတယ်ရှိရယ်အချို့ computer engineering တွေဆိုရင်လည်းသူတို့အနေနဲ့ web တစ်ခုပြောပြရတာမျိုးတွေရှိရယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းကိုလုပ်ထားတဲ့ project ကိုကောင်းကောင်း present လုပ်နိုင်အောင်လို့ပေါ့နော်ကြိုပြီးတော့မှ practice လုပ်ထားတင်ပါတယ်Step 2အနေနဲ့ကကြတော့ကိုတက်မဲ့ program university country ဒါတွေကိုပြန်ပြီးတော့မှ review လုပ်စေချင်ပါတယ်ချို့ကြလည်းscholarship ကတခုလေးလျှောက်တယ်ချို့ကြလည်းနိုင်ငံပေါင်းစုံမိကြပေါင်းစုံကျောင်းပေါင်းစုံလျှောက်တယ်ပေါ့နော်အဲ့ခါမှာဆိုရင်အကယ်၍ကို email လာပို့ရဲဆိုရင်ဒီနိုင်ငံရဲ့အကြောင်းကိုတခြားလေးတည်ထားရတာကပို့ပြီးတော့မှကိုတက်တပန်းထားတယ်ပေါ့နော်အဲ့တော့နံပါတ်1အနေနဲ့ကကြတော့ program ပေါ့နော်program မှာဆိုရင်အဓိကထားပြီးတော့မှကြည့်ရမယ့်အချက်တွေကဘာလဲဆိုရင် course တွေ syllabus တွေဥမာဒီ program ပေါ့နော်ဥမာထားပါတော့ chemical engineering တက်မယ်ဆိုရင်သူ့ရဲ့အထက်မှာပါတဲ့ course တွေကဘာလဲပေါ့နော်အဲ့ထက်မှာကိုယ့်ရဲ့ favorite ဖြစ်တဲ့ course တွေကဘာလဲအကယ်၍ကိုက environmental engineering တက်မယ်ဆိုရင်လည်းသူထဲမှာဘယ်လိုမျိုး course တွေပါလဲအဲ့မှာဆိုရင်ကိုစိတ်ဝင်စားတဲ့ course တွေကဘာလဲပေါ့နော်ဒီလိုမျိုးတွေကြည့်ထားဖို့ကောင်းတယ်ပြီးရင်နောက်တစ်ခုကကျတော့ program ရဲ့ objectives တွေပေါ့နော်ဒီ program ရဲ့အဓိက outcome ကဘယ်လိုမျိုးရှိလဲပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ program ရဲ့ specialized offer တွေပေါ့အကယ်၍ဒီ program မှာသူတို့ specialize လုပ်ထားရပေါ့နော်အခြားသောဒီprogram တွေထပ်ပြီးတော့မှရှိမယ်ဆိုလို့ရှိရင်အဲ့ဒါတွေအထီကိုကသိနိုင်ပို့ကောင်းတယ်ပေါ့နော်ဥပမာဒီတုံတူတန်ပေါ့နော်ဒီယူရိုဘာလို့ဆိုရင်သူတို့စီက biotech ဆိုလို့ရှိရင် year 3မှာလားမသိဘူးသူတို့လိုမျိုးပြန်ခွဲပေါ့နော် food technology ရေပြီးရင်နောက်တစ်ခု agricultural ဘိုင်းနေဒီလိုမျိုးပြန်ခွဲတယ်ပြီးရင်နောက်တစ်ခုက KMITL ရဲ့ biomedical မှာဆိုရင်လည်းသူတို့အိမ်မှာ major အခွဲကြီးပြန်ပြီးတော့မှခွဲရပေါ့နော်ဒီ hacker ဟိုမှာ software နဲ့တွားတဲ့ဟာတွေရှိရပြီးရင်နောက်တစ်ခုကကျတော့ဒီ bio ဘယ်လိုပြောမလဲဒီ pharmacy နဲ့နည်းနည်းသက်ဆိုင်တဲ့ဘက်ကိုတွားတဲ့အခွဲကြီးရှိရပေါ့နော်အဓိကကျတော့ကိုကအခုမှအစလျှောက်တယ်ဖက်စီယာစလျှောက်တယ်ဆိုပေမဲ့လည်းပေါ့နော်ဘေးရီယာတွေမှာဘယ်လိုမျိုးတွေ꿰သွားလဲပြီးရင်နောက်ထပ်ပေါ့နော် specialize အနေနဲ့ရောဘယ်လို program တွေထပ်ပြီးတော့မှကိုမှ join လုပ်ရတဲ့ opportunity တွေရှိလဲပေါ့နော်ဒီຢာတွေထိပါသိထားရင်တော့ပိုကောင်းပါတယ်နောက်ဆုံးတစ်ခုကတော့ theory တွေ practical တွေ internship တွေပေါ့နော်ကိုတက်မဲ့ program မှာtheory ဘိုင်းတွေမှာဘယ်လိုမျိုးတွေသင်လဲပေါ့နော်ပြီးရင် practical ဘိုင်းတွေမှာရောသူတို့ဘက်ကသင်ကြားမှုပုံစံတွေဘယ်လိုမျိုးလက်တွေ့တွေထိရောက်သင်ကြားပေးနေရရှိလဲပြီးရင်နောက်တစ်ခု internship opportunity အနေနဲ့ရောဘယ်လိုမျိုးတွေရှိလဲပေါ့နော်ဒီဟာတွေကိုကြိုပြီးတော့မှလေ့လာထားတာကိုအတွက်ပိုကောင်းပါတယ်အဲ့အခါမှာဆိုရင်ကိုက interview ဖြေတဲ့အခါမှာကိုကဒီ program ကိုဘယ်လောက်စိတ်ဝင်စားကြအောင်ပေါ့နော်ပြီးရင်ဒီ program ကိုဘယ်လောက်ထိထဲထဲဝင်လေ့လာထားကြအောင်ပြီးရင်နောက်တစ်ခုကိုယ့်ရဲ့ background နဲ့လည်းတူညီရဲ့ point တွေရှိလို့ရှိရင်link လုပ်နိုင်တဲ့ point တွေပို့ပြီးတော့မှများတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကတော့ university ရဲ့အကြောင်းကိုလေ့လာထားဖို့ကောင်းပါတယ်နံပါတ်1ကကျတော့ဒီ university ကဘယ်လို specialized field မှာနာမည်ကြီးရလဲပေါ့နော်ဥပမာ engineering မှာနာမည်ကြီးရလား medical မှာနာမည်ကြီးရလားပေါ့နော်ဥပမာဒီ time မှာဆိုရင်medical နဲ့ပတ်သက်တာဆိုရင် Mahidol ပေါ့နော် engineering နဲ့ပတ်သက်တာဆိုရင်ဒီ 3K University ပေါ့နော်ဒီလိုမျိုးတွေကိုကကျောင်းရဲ့သူ့ရဲ့တွဲဘက်ပေါ့နော်ဘယ် fee မှာနာမည်ကြီးရလဲပေါ့ဒီလိုမျိုးတွေတည်ထားရင်လည်းကောင်းတယ်နောက်တစ်ခုကကျတော့ university location and environment ပေါ့ဒါကဥပမာအကယ်၍မျိုးတဲ့ကျောင်းတွေပါရေးဆိုလို့ရှိရင်ကိုယ့်အတွက်ပေါ့နော်ဒီ transportation ဘိုင်းနေအဆင်ပြေရပါညာအဲ့လိုမျိုးလည်းပြောလို့ရတယ်နောက်တစ်ခုအကယ်၍ကိုက
ဒီချင်းမိုင်တို့ပေါ့နော်ဒီလိုမျိုးမြန်မာတက်မယ်ဆိုရင်လည်းဒါ environmental engineering major ကိုရှောက်တဲ့သူတွေအတွက်ဆိုရင်ဒါ environment နဲ့ပို့ပြီးတော့မှ close ဖြစ်ထိတွေ့နိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအချက်တွေပြောလို့ရတယ်နောက်တစ်ခုကတော့ university ရဲ့ main objectives တွေ reputation တွေဒါတွေကိုသိထားရင်လည်းကောင်းတယ်နောက်ဆုံးအနေနဲ့ကတော့ university ရဲ့ internationalization ပေါ့နော်သူတို့ကအခြားသောနိုင်ငံတကာဒီတက္ကသိုလ်ရင်းနဲ့ဘယ်လိုမျိုးကြီးချိတ်ဆက်ထားလဲပေါ့နော်ဟိုမှာဒီ transfer program တွေပြီးရင်နောက်တစ်ခုအနေနဲ့ကျတော့ဒီ exchange program တွေဒီလိုမျိုးကြီးနောက်တစ်ခုကဒီ summer program တွေ joint program တွေဒီလို opportunities တွေဘယ်လိုမျိုးကြီးဒီကြောင်းမှရှိလဲပေါ့နော်ဒါတွေကိုလည်းအကယ်၍ကိုကအဲ့လိုမျိုးလုပ်ဖို့plan ရှိရယ် solution လည်းပြောလို့ရတယ်အကယ်၍အဲ့လိုမျိုးမရှိဘူးဆိုရင်တော့မှပေါ့နော်ဒီကြောင်းကလုံးဝ internationally မှာဒီ reputation ကောင်းတဲ့အကြောင်းတစ်ခုဖြစ်တယ်အတိအမဲ့ပြုခံရတယ်ပေါ့နော်ဆိုဒီလိုမျိုး point လေးတွေကိုထည့်ပြောလို့ရတယ်နောက်တစ်ခုကတော့ country ပေါ့နော်ဒါကတော့ကိုစာသင်မဲ့နိုင်ငံရဲ့အကြောင်းကိုကြိုပြီးမှလေ့လာထားတော့ကောင်းတယ်ဥမာထိုင်းတို့ကိုရီးယားတို့ကတော့ဒါရင်းနေပြီးသားပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုက western ဘက်ကနိုင်ငံတွေကိုအကယ်၍ကိုကတွားချင်နေဆိုလို့ရှိရင်လည်းအဲ့ဒီနိုင်ငံရဲ့သူတို့ရဲ့ culture တွေသူတို့ရဲ့ living style တွေပြီးနောက်တစ်ခု language တွေပြီးရင်သူတို့စီမှာအယူအဆတွေဘယ်လိုမျိုးတွေရှိလဲပေါ့နော်အဓိကတော့ cultural shock တွေမဖြစ်ဖို့အတွက်ကိုကဒီနိုင်ငံမှာတွားပြီးတော့မှလေ့လာမယ်ဆိုရင်ဒီနိုင်ငံရဲ့ culture တွေ tradition တွေကိုအလေးပေးပြီးတော့မှကြိုတင်ပြီးတော့လေ့လာထားကောင်းတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ study ပေါ်မှာဘယ်လိုမျိုး effect ဖြစ်လဲပေါ့ဥပမာထိုင်းမှာဆိုရင်ဒါမြန်မာနဲ့ neighboring country လည်းဖြစ်တယ်ပြီးရင်မြန်မာ community လည်းများတယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ကိုကစာလေ့လာတဲ့အခါမှာဆိုရင် cultural shock တွေ communication တွေကိုလောက်ကြီးစိုးရင်စရာမရှိဘူးပေါ့နော်ဆိုတော့ဒီလိုမျိုး point လေးတွေကိုထည့်ပြောလို့ရတယ်အဲ့တော့ဒီက step 2နေနေကတော့ကိုကဘယ်နိုင်ငံဘယ်တက္ကသိုလ်မှာဘယ် major တက်မှာလဲပေါ့နော်ဆိုအဲ့ဒီအကြောင်းတွေကိုတခြားလေး research လုပ်ပြီးတော့မှပြင်ဆင်ထားတော့ပိုကောင်းတယ်ပေါ့နော်ဒါကတော့နောက်ဆုံး step ပေါ့နော်နောက်ဆုံး step ကကြတော့frequently asked question ပေါ့နော်ဆိုရင်မကြာခဏဘယ်လိုမျိုးမေးခွန်းတွေမေးလေးရှိလဲပြီးနောက်တစ်ခု scholarship ပေါ့နော်အဓိကဒီ scholarship ရဲ့အကြောင်းရဲ့ပြီးရင်ဒီ scholarship မှာဘယ်လိုမျိုးမေးခွန်းတွေမေးလေးရှိလဲဒီ interview မှာပေါ့နော်ဒါတွေကိုကိုယ့်ဘက်ကနေပြီးတော့မှ research လုပ်လို့ရတယ်အဲ့တော့ research လုပ်တဲ့အခါမှာနံပါတ်1ကတော့ senior တွေကိုမေးတာပေါ့နော်ဆိုအရှိအတုပ်ဒီမှာscholarship ရခဲ့တဲ့ senior တွေကိုမေးခွန်းတွေမေးတာပေါ့နော်ဒီလျှောက်တုံးကလည်းအဲ့လိုမျိုးပဲကျောင်းတိုင်းမှာအဲ့လိုသူ့ရဲ့senior တွေပေါ့နော်ရင်တော့ရခဲ့ဘူးတဲ့ senior တွေကိုမိကုန်းနေလိုက်ပြီးတော့မေးရတယ်ကိုမသိတဲ့ဟာတွေဘာတွေမေးလေးရှိလဲပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ဒီ website တွေနေလဲရှာလို့ရတယ်ဥမာ ChatGPT တို့ဘာတို့ပေါ့နော်Gemini တို့ဒီလိုမျိုးတွေကိုလည်းကိုမေးလို့ရတယ်အဓိကကတော့ကိုဒီ scholarship ကိုရှောင်မယ်ဒီ major ကိုလေ့လာဖို့ဒီ program ကိုလေ့လာဖို့ပေါ့နော်ဘယ်နိုင်ငံရဲ့ဘယ်တက္ကသိုလ်မှာရှောင်မယ်ဒါဆိုရင်ဘယ်လိုမေးခွန်းမျိုးတွေမေးလေးရှိလဲပေါ့နော်Facebook group တွေပြီးရင်နောက်တစ်ခုကကျတော့ဒီလိုမျိုးAI နေပြီးရင်နောက်တစ်ခုဒီ website တွေပြီးရင်ကိုယ့်ရဲ့ senior တွေပေါ့နော်ဒီကနေပြီးတော့မှမေးခွန်းတွေကို collect လုပ်ပြီးတော့ကြိုပြီးတော့မှလည်း prepare လုပ်ထားလို့ရပါတယ်ဘာလို့ဆိုတော့တနေ့နဲ့ရွေးရင်မေးခွန်းကအဲ့လောက်ကြီးတော့အရင်တော့မကွာနေဘူးပေါ့နော်ဒါပေမဲ့ဒီလူတယောက်နဲ့တယောက်ရဲ့personal background တွေ education background တွေပေါ်မှာမူတည်ပြီးတော့မှတော့ကွာနိုင်တယ်ပေါ့နော်ဒါပေမဲ့သူရဲ့အဓိကမေးတဲ့ structure ကတော့များသောအားဖြင့်တူတယ်ပေါ့နော်အဲကြောင့်မလို့ senior တွေကိုမေးတာကလည်းကိုအတွက်အထောက်အကူပြုတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ scholarship ပေါ့နော်အဓိကက scholarship ရဲ့ types တွေနဲ့ priority တွေနဲ့ကိုသိရလဲပိုကောင်းတယ်ဟိုမှာဒီ scholarship ကဘယ်လိုမျိုးစားလဲပေါ့အကယ်၍ merit based ဆိုလို့ရှိရင်ကတော့ဒါကိုယ့်ရဲ့အရင်က education background တော့ကကိုရရဲ့ achievement တွေကိုprioritize လုပ်ပြီးတော့မှပြောတာကောင်းတယ်အကယ်၍ပေါ့နော် need based ဆိုလို့ရှိရင်ကိုယ့်ရဲ့ family background တွေပြီးရင်ကိုယ်မှာ financial support ဘယ်လိုမျိုးလိုအပ်တယ်ဆိုတာတွေကိုထည့်ပြီးတော့မှအလေးပေးပြောတာပိုကောင်းတယ်ပေါ့နော်ပြီးရင်နောက်တစ်ခု scholarship ရဲ့ priority တွေပေါ့ဥပမာအချို့ဆိုရင်ဘာလဲ minor group တွေကိုပေးရလူတွေရှိရယ်ပြီးရင်အချို့ကြတော့လည်းဒီ social ကိုအရင်အကျိုးပြုတယ်ဥပမာ tuition fee တွေပါတယ်အဲ့လိုမျိုးတွေပေးရရှိရယ်ပေါ့နော်အဲ့တော့နောက်ဆုံးအချက်ဒါပေမဲ့အရေးကြီးဆုံးပေါ့နော်ဆို last but not least အနေနဲ့ကတော့ scholarship ရဲ့ types တွေနဲ့သူ့ရဲ့ priority တွေနဲ့ကိုကြိုးပြီးတော့မှသိထားတာလေကို့အနေနဲ့ဘယ်ဟာကိုဥတီပြီးတော့မှပြင်ရမယ်ဆိုတာကိုကိုယ်ကပြပူပြီးတော့မှသိနိုင်တယ်ပေါ့နော်ဒါကတော့ကိုက scholarship email ရပြီဖြေရမယ့်ရက်မတိုင်ခင်ဒီကြားထဲမှာဘာတွေကြိုပြီးတော့မှလုပ်တင်လဲတကယ်တော့အချို့ research တွေကမလျှောက်ခင်ကကြိုပြီးတော့မှလုပ်ထားတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီမှာပြန်ပြီးတော့မှ summarize လုပ်ပေးရပါအဲ့တော့ဒီအချက်လေးတွေကိုပြင်ထားတာတော့ပိုကောင်းတယ်နောက်ထပ်ဘယ်လိုမျိုးမိကုန်းနေမေးလေးရှိလဲဘယ်လိုမျိုးဖြေလေးဖြေတာပိုကောင်းလဲဆိုတာလေးကိုလည်းထပ်ပြီးတော့မှဝေမျှပြတော့ပါမယ်အားလုံးကျေးဇူးပါ